ခေတ်ရှိပြီးနီးပညာချစ်သူတို့ကြီးကျွန်တော်နာမည်ကတော့ကိုသားလို့ပါလူတော်များများ AI ဆိုတာကိုကွန်ပျူတာကြီးတွေနဲ့သုံးရတယ်ထင်နေကြတာတကယ်တော့တင့်လက်ထဲကဖုန်းထဲမှာတင်မို့ဆဲစားတော့ပုံမြန်သွားခြင်းနောက်ပြီးတကောင် AI feature တွေရှိနေပါပြီဒီမှာတော့လူတည်တည်တဲ့အလန်းစား AI လေးဝစ်ချက်၃ခုကိုကျွန်တော်ကိုယ်ပြပြပေးပါမယ်စုံကြည့်ပေးကြပါဦးနံပါတ်1ပထမဆုံးတစ်ခုကတော့ Google လမ်းနဲ့ AI edit ပါအခုဆိုရင်တင်တည်တည်တဲ့ပစ္စည်းတစ်ခုကိုဓာတ်ပုံရိုက်အောင်နေမကဘူးအဲ့ဒီပစ္စည်းကဘယ်မှာဝယ်လို့ရလဲဈေးနှုန်းဘယ်လောက်လဲဆိုတော့ AI ကချက်ချင်းရှာပြနိုင်တယ်နော်ပိုလန်းမှာတော့စာအုပ်ထဲကစာတွေကိုဓာတ်ပုံရိုက်ပြီးပြင်လင်းရေးတိုင်း digital စာသားတွေတောင်းပေးနိုင်တယ်ဒါဟာကျောင်းသားတွေရုံးနေတာပဲမြင်ချစ်တာဒုတိယတစ်ခုကတော့ဓာတ်ပုံတွေကဘလိုချင်တဲ့အရာတွေကိုထည့်တာအရင်ကလေပူလူရှော့ကျွမ်းမှာရတာပေါ့ပါတယ်အခုတော့တင်ဖုန်းက gallery မှာပဲ AI ကိုအမှုမှာဘလိုချင်တဲ့အရာတွေကိုဖြတ်ချလိုက်ရင်အစမ်းမှာပေါ့ပါတယ်ချင်းတော့တာလည်းအရင်ပုံနဲ့နောက်တစ်ခုကတော့မာတာဆက်တယ်တင်ဖုန်းနဲ့အမှန်မှာလည်းဘာလို့ကောင်းနေချင်တယ်ပြီးပါပြီးတော့အဲ့ဒီချိန်မှာမိုးရနိုင်မှကြည့်ပြီးပါလို့တက်ဆက်တဲ့ခိုင်းနေတယ်ဒါဖုန်းတစ်လုံးထည့်ပြီးအတင်းပါစနစ် assistant တွေလိုက်တာပါဒီ feature ကိုလည်းတင်ရောပုံလို့ဘယ်အောင်ကအမှန်တကယ်ပုံမှန်ဖြစ်ကြတာနော်ဒီခေတ်ရှိပြီးနေတယ်အနည်းပြည်မှာကျွန်တော်ချင်subscribe လုပ်